သူဟာမြောက်ကိုရီးယားရဲ့အသက်အငယ်ဆုံးနဲ့အထူးအဆင့်မြင့်အေဂျင့်တစ်ယောက်ဖြစ်ပြီးရုပ်ရည်ချုံမောသလိုတေမင်းတိုင်အောင်ထိရောက်တဲ့စွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားသူပါမကြသေးခင်ကပဲဒေဂျိုဟာတောင်ကိုရီးယားရှိအထက်တန်းကျောင်းတစ်ကျောင်းကိုပြောင်းရွှေ့လာခဲ့ပါတယ်သူမိမိကိုယ်ကိုမိတ်ဆက်ပြီးမပြီးသေးခင်မှာပဲအတန်းဖော်တွေကရေမောတန်တွေပောက်ကွဲလာကြပါတယ်ဒေဂျိုဆိုတဲ့နာမည်ကဟောင်းနှမ်းပြီးလူကျန်းဆန်တယ်လို့ထင်ရတာကြောင့်ပါအတန်းဆရာတော်အဲ့ဒီလိုပဲထင်နေတယ်လို့သူ့ကိုနောက်ဖက်ထောင်းကစပွဲမှာထိုင်ခိုးငောင်းစပွဲမှာထိုင်ခိုင်းလိုက်ပါတယ်ဒီကျောင်းသားအသစ်ဟာပညာရေးအတွက်မလာတာမြောက်ကိုရီးယားအေဂျင့်အဖြစ်မိမိကိုယ်ကိုဖုံးကွယ်ထားဖို့လာတာဆိုတာကိုဆရာကမသိပါဘူးဒေဂျိုရဲ့အဖေဟာတာဝန်ထမ်းဆောင်ရင်းတည်ဆုံသွားပြီးတောင်ပိုင်းမရှင်ကိုတားဖြစ်သူဒေဂျိုထံလွှဲပြောင်းခဲ့ပါတယ်အစပိုင်းမှာဒေဂျိုကတာမန်ကျောင်းသားတစ်ယောက်လိုပေါင်းစည်းနေဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ကျောင်းဆင်းချိန်မှာလူဆိုးတစ်ဖွဲ့ကသူ့ကိုထောင်ချိုးထဲမှာဝိုင်းထားလိုက်ပါတယ်သူတို့ကကျောင်းသားအသစ်ကိုအယူလုပ်ချင်တာမကဟင်ဆိုတဲ့ကျောင်းသူစီကကာကွယ်ကြေးတောင်းနေတာပါသူတို့ကဒေဂျိုကိုတွန်းထိုးပြီးစမ်းသက်ကြပေမဲ့ဒေဂျိုကလစ်လူရှုထားလိုက်ပါတယ်ခေါင်းဆောင်အန်ကအဲ့ဒီကိုမလေးစားမှုအဖြစ်ယူဆပြီးအပေါ်ထက်ခေါင်မှုမှာတိုက်ခိုက်ဖို့ခေါ်ဆောင်သွားပါတယ်ခေါင်းမိုးပေါ်ရောက်တာနဲ့အန်ကအချိန်မဖြုံးပဲဒေဂျိုရဲ့မျက်နှာကိုတိုက်ခိုက်လိုက်ပါတယ်။သွေးကသူ့ပါးစပ်ထောင်းကနေစီးကျလာပါတယ်။ဒါပေမဲ့မိမိရဲ့တကယ်စွမ်းရည်ကိုမဖော်ထုတ်ချင်လို့ဒေဂျိုကခံနေုံပဲခံခဲ့ပါတယ်။အန်ကမရက်ပဲစက်တိုက်ပြောဆိုနေပါတယ်။ဒေဂျိုကစိတ်အေးအေးထားနေပါတယ်။လူဆိုးတစ်ယောက်ကသူ့ကိုရှာဖွေပြီးပတ်စံအိတ်ကိုတွေ့ကအန်စီပေးလိုက်ပါတယ်။ပတ်စံအိတ်ထဲမှာပတ်စံအများကြီးရှိနေတာကြောင့်သူတို့အံ့ဩပြီးစိတ်လှုပ်ရှားလာကြပါတယ်။ထို့နောက်အန်ကဓာတ်ပုံတစ်ပုံကိုထုတ်ကြည့်လိုက်ပါတယ်။အဲ့ဒီပုံမှာဒေဂျိုသူ့အဖေသူ့ညီမပါရှိပါတယ်အဖေကတော့တေးဆုံးသွားပြီးဒေဂျိုနဲ့ညီမပဲကြံခဲ့ပါတယ်အန်ကအမဲဆန်ဆန်ပြုံးပြီးဒေဂျိုရဲ့ညီမရဲ့ရုပ်ရည်ကိုလှောင်ပြောင်လိုက်ပါတယ်ဒါကဒေဂျိုရဲ့စိတ်အနာစာကိုတိုက်ခိုက်လိုက်တာပါညီမကသူ့ရဲ့အားနည်းချက်ဖြစ်ပေမဲ့ဒေဂျိုကစိတ်ကိုထိန်းချုပ်ပြီးဓာတ်ပုံကိုပြန်ယူခြင်းခဲ့ပါတယ်သူကပတ်စံကိုယူပြီးထွက်သွားဖို့အန်ကိုတတိပေးလိုက်ပါတယ်ဒါကိုမနာလိုဖြစ်သွားတဲ့အန်ကထပ်မံတိုက်ခိုက်လာချိန်မှာကံကောင်းစွာနဲ့အတန်းဆရာရောက်လာပြီးအခြေအနေကိုခွဲခြားပေးနိုင်ခဲ့ပါတယ်ဒေဂျိုကပြဿနာမတိုးချင်လို့ဓာတ်ပုံကိုထည့်ပြီးထွက်သွားပေမဲ့ဒီဖြစ်ရဲ့ကြောင့်အန်ရဲ့မုန်းတီးမှုကပုံမိုနှက်ဆိုင်သွားပါတယ်နောက်တစ်နေ့မှာဆရာကဖုန်းအားလုံးကိုအခိုင်းပြီးမလိုက်နိုင်ရင်ထိုးမယ်လို့ချိန်ချောက်ပါတယ်တချို့ကျောင်းသားတွေမလိုက်နာတာကြောင့်အတန်းလုံးကိုအပြစ်ပေးပြီးကျောင်းနောက်ကျမှပြတင်းပေါက်တွေတန့်ရှင်းခိုင်းလိုက်ပါတယ်အခြားကျောင်းသားတွေပြန်သွားချိန်မှာအန်ကလှည့်ကွက်လုပ်ပြီးဒေဂျိုနဲ့ဟင်ကိုပဲနောက်ကျန်စေခဲ့ပါတယ်မတရားမှုရှိပေမဲ့ဒေဂျိုကတိတ်တာခံယူနေပါတယ်သတင်းပေါက်တန်ရှင်းနေစဉ်ဟင်ကဒေဂျိုကိုခဏခဏလန့်ကြည့်နေခဲ့ပြီးကျောင်းသားအသစ်အပေါ်စိတ်ပူနွေးမှုတစ်စိတ်တစ်ပိုင်းပေါက်ဖွာလာခဲ့ပါတယ်ဒေဂျိုအတွက်တော့မစ်ရှင်ကသာအရေးကြီးဆုံးဖြစ်နေသေးပါအဲ့ဒီညမှာဒေဂျိုအိမ်ပြန်ရောက်တဲ့အခါသူ့အဖွဲ့အစည်းထံမှပို့ဆောင်ထားတဲ့အထုပ်တစ်ခုလက်ခံရရှိခဲ့ပါတယ်အထင်းမှာသူ့ရဲ့နောက်ထပ်တာဝန်ပါရှိနေပြီးမြောက်ကိုရီးယားကိုတစ္ဆာဖောက်သွားတဲ့လူတစ်ယောက်ကိုတပ်ပြစ်ရမှာဖြစ်ပါတယ်အဲ့ဒီလူကိုဒီပါလို့ခေါ်ပြီးလှုပ်ဝက်နေထိုင်နေတဲ့မြောက်ကိုရီးယားအေဂျင့်တွေကိုတဦးတက်ဖြတ်နေသူပါအရန်ကျွမ်းကျင်ပြီးကြမ်းတမ်းမှုနာမည်ကြီးသူဖြစ်လို့သူ့ကိုဖယ်ရှားဖို့အလွန်အရေးကြီးပါတယ်အမိန့်ရလိုက်တာနဲ့ဒေဂျိုကချက်ချင်းလှုပ်ရှားလိုက်ပါတယ်အဖွဲ့အစည်းရဲ့ညွှန်ကြားချက်အတိုင်းပထမဆုံးမဲထီဆိုင်တစ်ဆိုင်ကိုတွားခဲ့ပြီးလှုပ်ဝက်စကားကိုပြောလိုက်တာနဲ့ဆိုင်ရှင်ကနားလည်သွားပါတယ်သူကမဲထီလက်မှတ်တစ်စောင်ပုံနှိပ်ပေးပြီးအသုံးတစ်ခါသုံးဖုန်းတစ်လုံးကိုဒေဂျိုထံပေးလိုက်ပါတယ်နောက်ညွှန်ကြားချက်အတိုင်းဒေဂျိုကမုတ်ဖုတ်ဆိုင်တစ်ဆိုင်ကိုတွားခဲ့ပါတယ်ဖောက်တီလိုဟာနာ